ED များမှာကျွန်ုပ်ဖက်နှက်များဖြစ်သည် These are my shoes. These are my shoes. ED များမှာဈေးကြီးပုံရသည် These look expensive. These look expensive. ED များသည်ပျော့ပါသည် These feel soft. These feel soft. ED များမှာကျွန်ုပ်ဖက်နှက်များဖြစ်သည် These are my shoes. ED များမှာဈေးကြီးပုံရသည် These look expensive. ED များသည်ပျော့ပါသည် These feel soft. ED များသည်အသားတင်ကြီးသည် These are too big. These are too big. ED များသည်အသစ်ဆက်ဆန်းသောအနံ့ရှိသည် These smell fresh. These smell fresh. ED များသည်ရော်ဈေးပေါ်တွင်ရှိသည် These are on sale. These are on sale. ED များသည်အသားတင်ကြီးသည် These are too big. ED များသည်အသစ်ဆက်ဆန်းသောအနံ့ရှိသည် These smell fresh. ED များသည်ရော်ဈေးပေါ်တွင်ရှိသည် These are on sale. ED များသည်ချိုမြိန်သည် These taste sweet. These taste sweet. ED များမှာလုံးဝအသစ်သည် These are brand new. These are brand new. ED များသည်ကျွန်ုပ်နှစ်သက်သည့်အရာများဖြစ်သည် These are my favorites. These are my favorites. ED များသည်ချိုမြိန်သည် These taste sweet. ED များမှာလုံးဝအသစ်သည် These are brand new. ED များသည်ကျွန်ုပ်နှစ်သက်သည့်အရာများဖြစ်သည် These are my favorites. ED များမှာကျွန်ုပ်၏မှတ်စုများဖြစ်သည် These are my notes. These are my notes. ဤဗီဒီယိုများကိုတဲဖြတ်ရန်လိုအပ်သည် These videos need editing. These videos need editing. ED များသည်သတ်မှတ်ချိန်ကျော်လွန်ပြီ These are overdue. These are overdue. ED များမှာကျွန်ုပ်၏မှတ်စုများဖြစ်သည် These are my notes. ဤဗီဒီယိုများကိုတဲဖြတ်ရန်လိုအပ်သည် These videos need editing. ED များသည်သတ်မှတ်ချိန်ကျော်လွန်ပြီ These are overdue. ED များမှာစည်းကမ်းများဖြစ်သည် These are the rules. These are the rules. ED များမပြီးစီးသေးပါ These are incomplete. These are incomplete. ED များမှာကျွန်ုပ်၏ကျောင်းသားများဖြစ်သည် These are my students. These are my students. ED များမှာစည်းကမ်းများဖြစ်သည် These are the rules. ED များမပြီးစီးသေးပါ These are incomplete. ED များမှာကျွန်ုပ်၏ကျောင်းသားများဖြစ်သည်
These are my students. ဤဒီများမှာကျွန်ုပ်၏မိတ်ဆွေများဖြစ်သည် These are my friends. These are my friends. ဤဒီများမှာကျွန်ုပ်၏မိတ်ဆွေများဖြစ်သည် These are my friends.